ဒူးတရားတော့ကွာလူကောင်းနေလိုက်မပေးချင်နေရပါကွာရတယ်မိုက် Danger. Addictive. ပါလို့ follow နေရလောက်ခဲ့ပါလို့တော့တောင်းကြည့်နေမှာရဲ့လို့ပြော follow လို့ခဲ့ပါနဲ့ကျွန်တော်မှာ follower တယောက်မှမရှိသေးလို့ခုမှစတင်လာလို့ဖြစ်ပါရဲ့တော့အကောင်မဖောက်တယ်လို့ပါဖောက်တယ်လို့ကျွန်တော်ဒီပြောတယ်ပါအိုးလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခု off the evening အဲဒီကြောင်းလေးတော့ကျွန်တော်မလဲကျွန်တော်မလဲတော့အပိုင်းတော့ပဲဒီကကျွန်တော်တောင်းဆိုစရာပဲရှိပါတယ်။ပြန်တရားရောဘလော့တင်มาပဲရှိပါတယ်။ကျွန်တော်စောင့်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာ It didn't hurt. ကျွန်တော်ဒါပါပဲပပအားလုံးပဲကျေးဇူးတင်ပါတယ်ကြည့်ပြီး follow လေးလုပ်ခဲ့ပါလို့